တခါတော့ငါပေါ့ကွယ်ဝိရဟရိမင်းကြီးစိုးစံနဲ့မိထီလာပြည်ကြီးမှာပညာရှိအမတ်ကြီး၄ဦးရှိကြပါတယ်။ဒါပေမဲ့တနေ့မှာတော့အသက်9နှစ်အရွယ်သားရှိသေးတဲ့မဟောဒရာဒုက္ခမိန်လေးရဲ့သတင်းဟာတတိုင်းပြည်လုံးမှာရေပန်းစားလာတာကြောင့်မဟောဒရာဒုက္ခမိန်လေးရဲ့ပညာကိုစမ်းသပ်ဖို့သိုးနဲ့ခွေးဆိုတဲ့ပြဿနာပေါ်ပေါက်လာခဲ့ရပါတော့တယ်။ဒီနေ့တော့ခါမှာတော့သိုးတစ်ကောင်ဟာခွေးလေးတစ်ကောင်ကိုကြောပေါ်တင်းပြီးလမ်းလျှောက်လာခဲ့ပါတယ်။ဒီအချိန်မှာပဲခွေးလေးဟာဒေါသတကြီးနဲ့ဟေ့သိုးအိုကြီးမင်းကငါ့ကိုကြောပိုးပြီးဘာလို့ဒီလောက်နှင်းနှင်းသွားနေရတာလဲငါပိုက်စားလာပြီးမြင်မြင်သွားစမ်းပါကွာလို့ပြောလိုက်ပါတယ်ဒီအချိန်မှာတိုးလေးကတပြင်းချလိုက်ပြီးအိုးခွေးညီလေးရဲ့ငါခမရတော့မင်းကိုကြောပေါ်တင်ပြီးနန်းတော်ကမြက်ခင်းနေစီကိုခိုးသွားပေးနေတာပဲကျေးဇူးတင်စမ်းပါကွာငါတို့နှစ်ယောက်စလုံးဟာရန်သူတွေမဟုတ်လားလူတွေကမြင်ငါကိုလည်းရိုက်လိုက်မယ်မင်းကိုလည်းကန်လိုက်မယ်လို့ပြန်လဲပြောကြားလိုက်ပါတယ်မဟောဒရာဒုက္ခမိန်လေးဟာနန်းရင်မြင်တနေရာမှာကစားနေရင်လည်းပဲဒီထူးဆန်းတဲ့မြင်ကွင်းကိုလှမ်းမြင်လိုက်ပါတယ်ဒါကတော့ရန်သူလိုဖြစ်နေကြတဲ့သိုးနဲ့ခွေးဟာတဦးကိုတူကူညီနေကြတာကြောင့်မဟောဒရာလေးဟာအံ့ဩသွားပြီးဟောကြည်စမ်းသိုးကခွေးကိုကြောပိုးထားတယ်ခွေးကလည်းသိုးရဲ့ကြောပေါ်မှာငြိမ်ငြိမ်လေးလိုက်လာတယ်ဒါဟာတဘာဝမဟုတ်ဘူးတခုခုတော့ရှိရမယ်လို့တွေးမိသွားတာကြောင့်မဟောဒရာဒုက္ခမိန်ဟာသူတို့အနားကိုရောက်သွားပြီးဟေ့ဆွေသိုးနဲ့အဆွေခွေးတင်တို့နှစ်ဦးဘာလို့ဒီလိုပူးပေါင်းနေကြတာလဲငါ့ကိုပြောပြပါလားလို့မေးမြန်းလိုက်တာကြောင့်သိုးကလေးဟာကြောက်လန့်သွားပြီးအိုးဒုက္ခမိန်လေးရဲ့ကျွန်တော်မျိုးတို့ခိုးစားနေတာကိုမတိုင်လိုက်ပါနဲ့နော်လို့ပြောပါတယ်ခွေးလေးကလည်းဟုတ်ပါတယ်ဒုက္ခမိန်လေးကျွန်တော်ဟာအယိုးတွေကိုခိုးပြီးတိုးရဲ့ကြောပေါ်ကိုပေးရပါတယ်တိုးကကျွန်တော်ကိုနန်းတော်ပြင်မြက်ခင်းနေစီကိုခေါ်သွားပေးရတယ်အဲ့ဒီမှာကျွန်တော်ကအယိုးစားတိုးကမျက်စားဒီလိုနေကြတာပါလို့ပြန်လဲရှင်းပြခဲ့ပါတယ်ဒီချိန်မှာပဲဝိရဟရိမင်းကြီးဟာမဟောဒရာရဲ့ပညာကိုစမ်းသပ်ဖို့အတွက်အမတ်ကြီး၄ဦးရဲ့ရှေ့မှာပု္ပ္ပာတစ်ပုဒ်ကိုထုတ်လိုက်ပါတော့တယ်ရန်သူဖြစ်တော်လဲမိတ်ဆွေဖြစ်နေသောအရာဟာဘာပါလဲလို့မေးမြန်းလိုက်တာကြောင့်အမတ်ကြီး၄ဦးဟာမဖြေနိုင်ပဲမျက်နှာပြတ်သွားကြပါတယ်။မင်းကြီးကကဲပညာရှိအမတ်ကြီးတို့ရေတင်တို့မဖြေနိုင်ဘူးဆိုရင်လဲမဟောဒရာကိုမေးကြည့်ကြစို့လားလို့မေးမြန်းလိုက်ပါတယ်။ဒီချိန်မှာပဲမဟောဒရာဒုက္ခမိန်လေးဟာရဲရင်တည်ကြည်တဲ့လေတံနဲ့အရှင်မင်းကြီးမေးတဲ့ပု္ပ္ပာရဲ့အဖြေကတော့နန်းတော်တွေကတိုးနဲ့ခွေးပါပဲလို့ဖြေကြားလိုက်တာကြောင့်အမတ်ကြီးတွေဟာအံ့ဩသွားကြပြီးဘလို့တိုးနဲ့ခွေးကရန်သူတွေလေဘလို့လုပ်ပြီးမိတ်ဆွေဖြစ်မှာလဲလို့မေးမြန်းလိုက်ကြပါတယ်မဟောဒရာဒုက္ခမိန်ဟာဆက်ပြီးတော့အရှင်မင်းကြီးတိုးဟာမြက်ကိုစားပြီးခွေးဟာသားကိုစားပါတယ်ဒါပေမဲ့နန်းတော်ထဲမှာတိုးရင်းဟာတိုးကိုရိုက်နှက်တတ်တယ်လို့ပဲခွေးလေးဟာလည်းမိဖို့ဆောင်မှာဆိုရင်ရိုက်ခံရတတ်ပါတယ်ဒါကြောင့်သူတို့နှစ်ဦးဟာအချင်းချင်းကူညီဖို့သဘောတူညီချက်တစ်ခုလုပ်ထားကြပါတယ်တိုးကခွေးကိုကြောပေါ်ကနေတင်ပြီးမြက်ခင်းနေစီခေါ်သွားပေးတယ်ခွေးကလည်းတိုးအတွက်မြက်ကောင်းရာအရက်တွေကိုလမ်းပြပေးသလိုပဲတခါတရံမှာတော့မိဖို့ဆောင်ကခိုးလာတဲ့အစားအစာတွေကိုလည်းဝေမျှစားတောက်နေကြပါတယ်လို့ရှောက်တင်လိုက်ပါတယ်မင်းကြီးဟာမဟောဒရာရဲ့ဖြေကိုကြားလိုက်ရချိန်မှာတော့ကိုယ်တိုင်သွားရောက်စစ်ဆေးတီးပြုတ်လိုက်ပြီးအမှန်တကယ်ဖြစ်နေတာကိုတွေ့လိုက်ရချိန်မှာတော့အံ့ဩဝမ်းသာသွားပြီးတာရုမဟောဒရာတင်ရဲ့အကဲဖြတ်ညံဟာဆိုရင်တကယ်ပဲထက်မြက်လှပါတယ်ရန်သူတွေဖြစ်တဲ့တလိမ့်22ကောင်ကြားမှာတော့ဘုံကျိုးစည်းဝါအတွက်နဲ့မိတ်ဆွေဖွဲ့နိုင်တာကိုမြင်အောင်တင်ကြည့်နိုင်တာဟာတကယ်ပဲတော်လှပါပြီတဲ့လို့ချီးကျူးစကားပြောလိုက်ပါတယ်ဒီလိုနဲ့မဟောဒရာဟာတိုးနဲ့ခွေးပြဿနာကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့တာကြောင့်ဝိရဟရိမင်းကြီးရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိသွားခဲ့ရပါတော့တယ်ရှင်။ဒီ channel လေးကနေပြီးတသားမိမိတို့အတွက်ဘ ഹു တုဒရစေမဲ့ပုံမြင်လေးတွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်လို့ like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်နော်။အချိန်ပေးပြီးကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။